ညက်လေးရတော့စတင်ပြီးတော့ပဲရှင်တန်လာရဲဆိုရင်အဝေးသက်လေးတွေကကျွန်တော်စတင်ပြီးတော့ရနေပြီဗျာဒါပေမဲ့လည်းကျွန်တော်ပွဲစဉ်လေးမှာနိုင်ငံရင်းသက်မှုလေးရတော့သွားပြီးတော့ရှိနေတယ်ပလာတင်10-7လောဆယ်မှာတော့ကျွန်တော်ပွဲစဉ်လေးဟာ draft pick လေးရတော့စောစောတုန်းက draft လေးအတိုင်းပဲကျွန်တော်မြင်တွေ့နေရတယ်ဗျာဟုတ်တယ်နော်ကျွန်တော်တို့ဒါပထမဆုံးပွဲစားတဲ့အချိန်မှာပဲကုတ်ထချပေးလိုက်ပြီဗျာနော် legend skin တဲ့နော်မရပါဘူးကျွန်တော်တို့ဒီကျန်တာလေးတော့ရရှိရတယ်မစားနဲ့နော်အမစိတ်ဆိုးနေပြီဒီကွန်ဒီဟာတွေပေါ်လာပြီဆိုတာနဲ့ကျွန်တော်အောက်မှာကြည့်လိုက်တယ်ကတိုးလေး10ရောက်15ရောက်လောက်ပျောက်သွားတယ်ဟုတ်တယ်ဒါမျိုးလေးရှိတယ်ဆမ်ဆူကက်ဆိုပြေးပြီးတော့ရကန်လေးဆဲဆဲမှာကက်ဆိုဖလစ်ကာလေးနဲ့ပဲ regenerate ပြန်သွားလိုက်တဲ့အပိုင်းလေးတွေဟာတော်တော်လေးတော့အဆင်ပြေသွားတယ်ဗျာအော်လန်မှာတော့ကိုင်ဆန်အနေနဲ့ကမလာနဲ့ UNS ကိုပြန်ပြီးတော့ကင်တွယ်ရတဲ့အခန်းကဏ္ဍလေးမှာ early game လေးမှာတော့ချက်တဲလိမ့်မယ်ဗျာ UNS ရဲ့ Ionic Age တွေဟာ early game မှာတော်တော်လေးတော့ဒါဒီဘယ်လိုပြောရမလဲ damage များတယ်လို့တော့ပြောရမယ်ပေါ့လေဟုတ်တယ်အဲ့တော့ကျွန်တော်ဒီ intro ဘိုင်းလေးမှာတော့10 7အနေနဲ့စပြီးတော့တစ်ဖက်တင်းကိုသွေးလျှော့လာရဲဆိုရဲကာလာလေးသွားပြီးတော့တွေ့ရဗျာအဲ့တော့ခိုင်ဆန်အနေနဲ့ဒါတဲ့ objective လာမယ်ခိုက်တဲ့နေမှာသူသွေးတဝက်လောက်ထိတော့ကြက်စင်းသားသေးရ regeneration လုပ်ရမယ် black pad ဒီဘိုင်းနဲ့သွေးပြန်ဖြည့်ရမယ်ဒီလိုပုံစံလေးနဲ့သွားပြီးတော့ level 4 တိုက်မျိုးရှာဖွေရမယ်ဗျာသူ level 4ရမှာပဲဒါတဲ့ objective က10 7ရေဆိုင်လို့ရမှာတော့ဒီ castle mori shot ကကြားထဲမှာတော့ညက်တော့ညက်သွားပြီဗျာနောက်ဆုံးကျွန်တော်ဒီဘက်ကနေပြီးတော့ ball line တစ်ချက်နဲ့ပဲ PC ရဲ့ hero k PC အနေနဲ့ဒါ first blood ကိုတော့ဒီပွဲမှာ hero k ပိုင်ဆိုင်ထားပါသေးတယ်အတိုးလုတ်လေးတွေကိုတော့ထုံးစံအတိုင်းပဲကျွန်တော်တို့10-7ဘက်ကနေပြီးတော့ပို့ပြီးတော့မြင်တွေ့နေရတဲ့ခိုက်တန့်လေးဗျာဒါပေမဲ့ပလာတင်အသင်းအနေနဲ့အဲ့လိုမျိုးသူတို့ရဲ့ early game timing တွေမှာအထာနီးတက်တယ်ဆိုတော့ဒီ design လေးတွေကလည်းကျွန်တော်တို့ game 1 game 2မှာတွေ့ရှိခဲ့ရတယ်သူတို့အနေနဲ့နောက်ပိုင်းသူတို့ရဲ့ team bound နဲ့ပြန်လည်ပြီးတော့အဆင်ပြေလာတဲ့ timing ကလေးတွေမှာသူတို့ရဲ့ team fight တွေကစတင်ပြီးတော့ပုံပေါ်လာတာဗျလောဆယ် Ether ကိုင်ဆန်တော့ pressure တော့လိုက်တော့ပေးနေတယ်ကိုင်ဆန်ကတော့လောဆယ်မှာတော့ revitalize တွေပါပဲသူ့အနေနဲ့ပြန်ပြီးတော့ပေးထားတဲ့ခိုက်တန့်လေးပါ 3v1 သွားကြည့်ဖို့အတွက်စူးစမ်းနေရဆိုပေမဲ့ UNS ဖြစ်နေတဲ့အရာလျှောက်ကတော့ best damage မပါသေးဘူးကတော့အရင်သွားပြီးတိုးလို့တော့မရဘူးဒီကနေချပဲဗျာနော် hero nature မကွာနေဆိုရဲကာလာတစ်ခုသွားပြီးဖြစ်တယ် hybrid light steam နဲ့ကျွန်တော်ဒီ HPV ကျန်တဲ့ကွာချက်တစ်ခုပဲတတဲ့ objective ကိုတော့10 7စတင်ပြီးတော့လုံနေပြီ super map retribution ပေါက်ပြီးတော့ပိုင်ဆိုင်ထားရဗျာ San Zero ဘာလို့လဲရှေ့မှာသွားပြီးတော့တားပေးထားတာဖြစ်တဲ့အတွက်ကြောင့်ပဲဒီချိန်မှာကျွန်တော်တို့အနေနဲ့ဗတဲ့ထက်ဆိုင်ဖို့အတွက်ကလာတင်တော်တော်လေးတော့ခက်တော့ခက်ခဲနေရဗျာဒါပေမဲ့သူတို့ရဲ့ combination တစ်ခုပဲသူတို့အချိန်ကောင်းတစ်ခုပြန်ပြီးတော့စောင့်နေတာ Go ရဲ့ match ticket တွေပါကောင်းလာမယ်ဆိုရင်တော့အိုးပြောနေတယ်ဗျာ Cancel San Zero နောက်ဆုံးတစ်ချက်လေးသွားပြီးတော့ low out သွားခဲ့တယ်ဗျာမာနာလေးကသွားပြီးတော့ရှိနေဆိုတော့ flicker လေးပေးလိုက်ခဲ့တယ်ဒါပေမဲ့လည်း hero game မရတဲ့အခိုက်အတန့်လေးတစ်ခုမှာ counter attack တစ်ခုတော့ပြန်လည်ပြီးတော့ဖန်တီးနေတယ် not back punch strike တွေကြားထဲမှာတော့ hero game လေးကိုတော့ castle ပြန်ပြီးတော့ရထားပါသေးတယ်ဗျာအိုးလမ်းမလာတဲ့ပုံစံတစ်ခုနဲ့ပဲ Yuto ကကျွန်တော်ဒီနေရာမှာဖျက်လျှောက်လာတယ်ဗျာအဲ့လောက် spare wine ပေးပြီးတော့ဖျက်တာဒါပေမဲ့တစ်ဖက်မှာလည်း ill jit သွားပြီးတော့ကြံနေတဲ့အခါမှာသူကိုယ်တိုင်လွတ်လာတယ်ဒီကမှန်းတစ်ချက်သုံးလိုက်တယ်ကျန်တဲ့သူ့ကိုလိုက်ချတဲ့ကောင်တွေအကုန်လုံးကပြန်ပြီးတော့ stand ဖြစ်သွားတဲ့အခါမှာသူ့ရဲ့ teammate တွေက hero game တောင်ပြန်ရလိုက်သေးတယ်ဗျာအဲ့တော့ doubling five တစ်ခုနဲ့ရောက်ရှိလာခဲ့တဲ့ဒီ planning ရဲ့ goal line နာလည်းပြန်လည်ပြီးတော့အဆင်ပြေသွားရဆိုတဲ့အခြေအနေတစ်ခုတော့တွေ့ရတယ်ဗျာဟုတ်ပါတယ်ကဲကျွန်တော်တို့ platin အသင်းအနေနဲ့တို့ရဲ့အထာနီးရဆိုတဲ့အရာကလေးတွေကိုတော့စတင်ပြီးတော့ဖြည့်ရှင်းမှုအတွက်ကတော့ကြိုးစားနေမယ်နောက်မှလည်း Sansu သူရဲ့ slam pass တွေကအမှန်တိုင်းပြောရရင်တော့ Caso အဲ့လိုမျိုး front line တွေကိုအရန်တိုးလို့မရအောင်လို့တောက်လျှောက်စုလို့လိုက်ပြီးတော့နှောက်ထားရဆိုတဲ့အပိုင်းခြားလေးတွေ့ရတယ်အောက်လမ်းမှာလည်း Slayer ဒါ2300နဲ့သူ့အနေနဲ့ Sky Beer စာအရင်ဆုံးသွားထားရဆိုတဲ့ပုံစံမျိုးလေးပဲ Fury Hammer လေးရဲ့နောက်ပိုင်းကျရင်တော့ Hand Strike တွေပါပြီးသွားတဲ့အချိန်ကျရင်ကျွန်တော်တို့ 10-5 ပတ်တဲ့ initiating ကောင်းကောင်းနေမှာတော့ combination အနေနဲ့ Grand ကြောင်မြင်တွေ့လာနိုင်ကြတော့ရှိတယ် Grand ကြောင်ကတော့အဲ့လိုမျိုးသူ့အတွက်လို့တာ3500ပေါ့လေနော်ဆိုတော့လောလောဆယ်ကတော့သူ Fury Hammer နဲ့နောက်ထပ်ဒီကျွန်တော် Sky Beer ဆိုတော့ပြီးသွားပြီဗျာဖက်တီပါရီတော့ဆက်ပြီးတော့သွားရမယ် Hannah Strike တိုင်မီတစ်ခုပြန်ဆောင်ရမယ်ပြီးရင် Hero K ရရှိမှုပိုင်းတွေကိုသူဆက်ပြီးတော့သွားရမယ်ဗျာဒါပေမဲ့1-1ဆိုတဲ့ပုံစံတစ်ခုတော့ဖြစ်နေတယ်နောက်က 1K လောက်ထိတော့သာသီးရတာတင်း7အနေနဲ့ကတော့နောက်ထပ်ဒါတဲ့ objective ကိုတော့သူတို့ဦးဆုံး vision ကသွားပြီးတော့ယူရတယ် Caso ဘလို့မှရှိတက်လို့မရဘူးဗျာ Caso တက်လာမယ့်နေရာတွေအကုန်လုံး Sansu Duty ကသွားပြီးတော့ထိန်းနေရသေးတယ်ဒါပေမဲ့ဒီ Sansu Duty ကလည်းလက်ရှိမှာ Avatar ရဲ့ Magic ကိုကြောက်ရမယ်ဗျာ Avatar ရဲ့ Magic ကခုနကသူပထမတိုင်ပင်လေးမှာလည်းသွားပြီးတော့မြည်ဆန်းကြည့်ပြီးသွားပြီဆိုတော့ flicker တွေပေးလိုက်ရတယ်ဒီကတော့ တော်လေး risky တော့များတယ်ဗျာဒါပေမဲ့ river မှာ तू မှမတိုးရင်တိုးမဲ့လူကတော့မရှိဘူး Kaizen combination ပြန်ပြီးတော့ Stanley ပေးထားတဲ့ကြားထဲမှာ follow up Samsu Magic တွေကြားထဲမှာ Roko အဆုံးသက်ကတော့သွားပြီးတော့ကောင်းနေတယ်ဗျာ follow ဝင်လာခဲ့တဲ့ super max damage တွေနောက်ကနေပြီး cancel blood တွေချိန်ပေးထားတဲ့ကြားထဲမှာ PC အဆုံးသက်မှုလေးရှိသွားတယ်ဆိုရင်လည်းအလဲမှာကြံနေခဲ့တဲ့ Kaizen တယောက်ကိုတော့ PC double kill ဆက်လက်ပြီးတော့ရထားပါသေးတယ်ဗျာ Yuto ရောက်ရှိလိုက်လမ်းကြောင်းတစ်ခုမှာတော့ပြန်ပြီးတော့ stand ခံလိုက်ရတယ်ဗျာ Caso တစ်ဖက်က teammate ကိုတော့ပြန်လည်ပြီးတော့စေပေးထားသေးရဆိုရင်လည်းနောက်ဆုံးအချိန်ကြီးကိုလွတ်မြောက်ခွင့်ပိုင်ဆိုင်ထားတဲ့ Yuto ဆိုနေပေမဲ့ Caso တကောင်တော့ပြန်ပေးလိုက်ရတယ်ဗျာအဲ့တော့တတဲ့အပြုံးမှာ Hero K တောက်လျှောက်စုကိုပြန်ချသွားရဆိုတဲ့ဒီ Platin အနေနဲ့ကတော့ Hero K 42နောက်က 2.3K လောက်တော့ Team 7 ဘက်ကိုပြန်ပေးထားပါသေးတယ် Hero K 24 early tempo ပထမမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင် Game 1 Game 2တုန်းကအတိုင်းပဲ tempo လေးမြင့်တယ်လို့ပဲပြောရမယ်ဗျာနော် second တဲ့ objective 5 ကလေးအပြီးမှာတော့ကျွန်တော်တို့ gift code လေးဆက်မှတ်ပြီးတော့ပဲချပေးထားပါတယ်မြန်ဆန်လေးကျွန်တော်တို့ဖြည့်ဖို့တော့လိုတယ်ဗျလက်မြန်တဲ့လူပါပဲပို့ပြီးတော့ရမှာအဲ့တော့ကဲဒါလို့စီကတော့ကျွန်တော်တို့ဒီ post sign လေးခဏပြန်ပြီးတော့ယူထားတော့တွေ့ရပါတယ်
ဟုတ်ပါတယ်နော်ကျွန်တော်တို့ဒါနည်းငယ်လေးကတော့ဒါ post time လေးဝင်ထားသေးတယ်ပေါ့လေလုံးဝလေးကျွန်တော်တို့ဒါအစင်ပြေမဲ့အချိန်လေးတစ်ခုတော့စောင့်နေရတယ်ဗျာနော် player တွေကိုယ်တိုင်ကလည်းသူတို့စော့ချင်နေရဆိုတဲ့ပုံစံလေးတစ်ခုမှာတော့ပွဲစဉ်လေးပြန်လည်ပြီးတော့ပဲကျွန်တော်တို့စတင်လာပြီအဲ့တော့နှစ်သင်းလုံးရဲ့ကျွန်တော်တို့ decision making တွေပြီးတော့သူတို့သွားမယ့် planning တွေဟာတကွက်မှတော့လွဲလို့တော့မရအောင်နော်တကွက်လေးလွဲသွားနေစားကန်ပါဒါတော့တင်း7နေကောင်းကောင်းသိရဗျပလာတင်ကတော့သူတို့တစ်ဖက်ကမှောက်ဆောင်ပြီးတော့စော့တဲ့ player တွေဆိုတော့လေသူတို့မှားခံလို့မရဘူးဆိုတော့သူကောင်းကောင်းသိတယ်ဒါပေမဲ့တင်း7လည်းဒီလိုမှားလိုက်တဲ့ဆိုတော့အရာတခုသူတို့ game number 2မှာခံစားပြီးသွားပြီဆိုတော့နောက်တစ်ချိန်ထပ်မမှားဖို့အတွက်ပဲဆက်ပြီးတော့ကြိုးစားရမယ်ဗျခိုင်ဆန်ကတော့ lane ဘက်ချက်မှာထိန်းတာဆိုတာထက်ဒီ ASP lane တွေနဲ့အစောပိုင်းတွေကဒါတဲ့ objective လာနေတာတွေ့ရတယ်ထပ်ပြီးတော့ cancel power ကြီးပြ Sansuchuti ဒီတစ်ခါတော့ hero kit ထပ်ပြီးတော့ပေးလိုက်ရတယ်ဗျပလာတင်အသင်းဒီချိန်မှာသူတို့ရဲ့ combination ကိုစတင်ပြီးတော့ပုံဖော်နေရတဲ့အတူပဲတင်း7အနေနဲ့ဒီလိုမျိုးအလှုပ်ခက်တွေကြားထဲမှာ survive ဖြစ်အောင်တော့စူးစမ်းနေသေးပါပဲဗျာဆိုတော့ဒီ Slayer ရဲ့ Golden Time ကိုပြန်လည်ပြီးတော့ပဲစောင့်နေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့လေကဆိုအနေနဲ့ online မှာတော့သွားပြီးတော့ပဲရှိနေတယ်တစ်ဖက်ကနေလည်းကျွန်တော်ရှိနေခဲ့တဲ့ YouTube ဒီအချိန်မှာ backup ကသူ့ရှိမှာရှိနေတာ front line 2ယောက်ဗျာဒီ front line hero တွေကိုကြော်ဖို့အတွက်နဲလို့ခက်တယ်တစ်ဖက်ကလည်းပြန်ကြည့်ရမယ်ဆိုဂလူးနဲ့ဒါ UNS ဖြစ်တယ်လို့တစ်ဖက်မှာလည်းဒါကျွန်တော်ဒီနည်းနည်းလေးဒါ camera နဲ့ Bella Ray ဖြစ်နေရဆိုတော့ဒီ front line hero တွေက HP တော်တော်လေးများရတယ်မှာပါတယ်အဲ့တော့ဒီ Mohanna နဲ့ဖြစ်မဲ့ဟာနာဘီအတွက်ကတော့အကြိုက်ပဲသို့ပေမဲ့ Slayer ဘက်ကပြန်ကြည့်ရမယ်ဆိုရင်သူဒီ Cavalry stat တွေတော်တော်လေးများနေဖို့လိုတယ်ဗျ energy မလောက်တဲ့ပြဿနာတွေကဒီဘက်မှာဖြစ်သွားနိုင်တယ်2 match မှဆိုနေပေမဲ့ Super Max ကလည်းဝင်ခုတ်လေးတွေမှာသူတို့ကကျွန်တော်ဒီ Cancel စီကနေပြီးတော့ထွက်လာမယ် Bella Ray ရဲ့ root တွေကြားထဲပေါင်သွားတဲ့ပြဿနာရှိတယ်ပြီးတော့ Paquiro Jungle တွေကနောက်ပိုင်းတွေမှာ jet နှစ်ချက်ဖြတ်ထိုးတဲ့ကိစ္စတွေကတော်လေးကိုနာတယ်ဗျအဲ့ဒီ damage output ကြောင့်ပဲ Superman နေနဲ့ပြန်ပြီး Hero Kit ပေးရနိုင်တယ် PC ဒီနေရာမှာတော့လမ်းမှာရှောက်ခံလိုက်ရတယ်ဗျအဲ့တော့ Hero Kit တကောင် Platin နဲ့ထပ်ပြီး assassination လုပ်သွားခဲ့တယ်ဗျ Platin က sticky found တခုကိုတော်တော်လေးကိုပုံဖော်နေပြီဗျ YouTube ပါဝင်လာတဲ့အတူပဲတစ်ဖက်ကနေလည်းကျွန်တော်တို့ Platin အသင်းအနေနဲ့သူတို့ရဲ့ set အသီးတော်ပေါ်လာခဲ့တဲ့တစ်ဖက်ကနေ backline Sansu slam pass ဆိုရင်မကတ်ဆိုထိန်းထားခဲ့တဲ့ root တွေကြားထဲမှာအဲ့တော့ survive လုပ်ဖို့တော့စူးစမ်းနေရသေးတယ်တာတွေကအလဲမှာ TT တိုင်းမဲ့လည်းပဲအရင်ဆုံးပေးလိုက်ရတယ်ဆိုတော့ cancel crowd control ကတော့မရှိတော့ဘူးဒါပေမဲ့ backline မှာ Aether ပြေးကြည့်နိုင်တဲ့အတူပဲ YouTube Sansu ပြေးပြီးတော့ကြည်ထားပါသေးတယ်တာတွေကတော့ Supermax Kleiner နဲ့အတူပဲ Johnny Gate Roko တော့ Aether လိုက်ပြီး body block Slayer Roko take down လုံသွားနေအတူပဲ Chan ရှိနေခဲ့တဲ့ 2 man ပါတော့ Sin 7လိုက်လံပြီးတော့ရှင်းထုတ်နေပါသေးတယ်ဗျာ Isaac Flicker 12လုံးကြီးကြားထဲမှာနောက်ဆုံး Slayer ပြန်လဲပြီး forward သွားရဆိုမလဲဂျားညက်နေခဲ့တဲ့ Avada ပြန်ထွက်ဖို့လွယ်ပါမလား Slam patch တွေကြားထဲမှာ Avada ထပ်ပေးလိုက်ရရင်နောက်ဆုံး PC ရဲ့ damage တွေရောက်ရှိလာတဲ့အခါမှာတော့ Kaizen တာဝါနဲ့ပြန်ဝင်ပြီးတော့ပဲသူ့ရဲ့အသက်ကိုတော့ပြန်လဲပြီးတော့ထုတ်သွားခဲ့တယ်ဗျာဒါပေမဲ့လည်း Hero Kit 3လောက်ထိဖေးလဲဆိုတဲ့အခြေအနေတစ်ခုတော့ဖြစ်လာတယ်ဒါတဲ့ objective အပြုံမှာ Jungle Lava down သွားသလို goal line နာလည်းဒီချိန်မှာ family switch ရှာဖွေဖို့တော့ခက်ခဲဆိုတဲ့ဒီဟာနာပြီးရဲ့ timing တစ်ခုမှာတကယ်ကိုတင်း7အနေနဲ့အရွေကောင်းတစ်ခုတော့ပြန်ပြီးဖြစ်လာခဲ့ပြီဗျာ Battle combination လိုက်တဲ့ YouTube အနေနဲ့တကယ်မှန်ကန်တဲ့ decision ဟုတ်ရဲ့လားဆိုတဲ့မေးခွန်းလေးတွေသွားပြီးရှိရဗျာနော် Platin အသင်းအနေနဲ့သူတို့ဒီဘယ်လိုပြောရမလဲတာလာခဲ့တဲ့10 5 battle တစ်ခုကြားအားထဲမှာတော့သူတို့ရဲ့ bounding တစ်ခုကိုအသုံးချဖို့အတွက်ကြိုးစားလိုက်တယ်ဒါပေမဲ့လည်း10 7အနေနဲ့သူတို့ပြန်လဲပြီးတော့ response ပြန်လိုက်တဲ့အချက်ကလေးတွေသဘောကျဖို့ကောင်းတယ်ဗျာ Sansu က YouTube ဒီဘယ်လိုပြောရမလဲကျွန်တော် YouTube ပြေးပြီးတော့ကြည့်ထားတယ်ဒီချိန်မှာမှကျွန်တော် Rogo အနေနဲ့ backup လုပ်နေတဲ့ခန်းသားလေးမှာ Aether Rogo တောက်လျှောက် body light block ထားတာဗျာအဲ့ဒီချိန်မှာတော့ကျွန်တော် Supermax ရဲ့ Slayer ရဲ့လုံးဝ free position ဖြစ်နေတဲ့ movement လေးတွေကိုပဲတွေ့ရတယ်ဒါ10 7တဲသွားခဲ့တဲ့ setup ပေါ့လေ Platin အသင်းအနေနဲ့ကတော့ Caso အရင်ဆုံး root ကတော့ထွက်သွားခဲ့တယ် Crowd control ကြီးကြီးမားမားပြီးသွားတဲ့ခန်းသားမှာ10 7ဆက်လက်ပြီးတော့ battle ဆိုင်မှုအတွက်ကတော့အရင်မခက်ခဲသွားတဲ့ပုံစံမျိုးလေးပေါ့လေနောက်ပိုင်းကျရင်တော့ Platin ရဲ့ combination တစ်ခုကိုတော့ကျွန်တော်ကြည့်ရမယ်ဗျာ Law Objective 5ပေါ်လာဖို့အတွက်ကတော့ second 40အလိုပါကဲအဲ့တော့ကျွန်တော်ဒီချိန်မှာနည်းနည်းလေးပြန်ပြီးတော့ဒါကျွန်တော်ဒီ Platin အနေနဲ့သူတို့ရဲ့ Jungle Zone တွေကိုဝင်ရောက်လာရဆိုတဲ့ဒီ Team 7ရဲ့ teammate တွေကိုပြန်မောင်းထုတ်ဖို့တော့လိုတယ်ဗျ Melee ရဲ့ first down run top lane ရဲ့ first down run online ရဲ့ first down run လက်ရှိမှာလည်း online မှာရှိနေခဲ့တဲ့ inner tower တစ်လုံးပါထပ်ပြီးတော့ Team 7အနေနဲ့ force နေခဲ့ပြီရလဲရသွားပြီဗျ Slayer အနေနဲ့လုံးဝ survive ဖြစ်နေပြီသူ့ free fan ပုံစံတစ်ခုပေးထားတဲ့ပြုံမှာခုနက Team 5မှာလည်း Hero Kit 2ကောင်လောက်ထိသူပြန်ပြီးတော့ရလိုက်တာလည်းတွေ့ရတယ် Sky Piazza ပြီးထားရဆိုတဲ့ hero တစ်ကောင်ဒီလိုမျိုးပေးလိုက်ရတယ်ဆိုတဲ့ Hero Kit တွေကနည်းလေးတော့ပြဿနာတော့ရှိရဗျဒါမှမဟုတ် Slayer ကိုပဲ target aim တစ်ခုအနေနဲ့ Avada Flicker သုံးပြီးတော့gas device ထိုးပြီးတော့တပ်ဖို့အတွက်ကြိုးစားခဲ့သေးတယ် purify နဲ့ saw နေရဆိုတဲ့ Slayer purify မရှိတဲ့ timing တခုမှဒီလိုမျိုး hero key ရယူဖို့အတွက်ကြိုးစားခဲ့ရအမှားတခုတော့မဟုတ်ဘူးဒါပေမဲ့တစ်ဖက်မှာ glue ကြီးသွားပြီးတော့ရှိနေသေးတဲ့ဂျားတွေကို flicker နဲ့ဝင်ထွက်သွားလိုက်လို့ဝင်လိုက်တဲ့ဆိုတဲ့ပုံစံတစ်ခုဖြစ်သွားရဗျအဲ့တော့ဒီ Platin ဘက်က Avada ပါပြန်ပေးလိုက်ရရင်လည်းပဲအဲ့ဘက်တဲမှာကသူတို့အကြရှုံးကတော်တော်လေးကိုများသွားတာ Lord of free lot Amasanzu တယောက်သေးပဲဗျ flicker oh YouTube timing ငယ်ငယ်လေးကလွဲသွားတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတော့တွေ့ရတယ် Essence ဆိုလိုပဲ10 7အနေနဲ့လိုက်ပြီးတော့ဆိုင်ကျင်တဲ့ battle လေးမှာတော့ Kaizen တယောက်ကတော့ပြန်ပြီးတော့ကြံခဲ့ရဆိုရင် backline ပြန်ပြီးတော့ဝင်လာခဲ့တဲ့ Aether တော့ damage တွေဝိုင်းပြီးပေးဖို့အတွက်စူးစမ်းနေတယ် Slayer follow up အနေနဲ့ long range damage တွေကြားထဲမှာ Platin အသင်းအနေနဲ့ကတော့ဒီအချိန်မှာသူတို့ရဲ့ဒါ structure လေးတစ်ခုတော့ပြန်လည်ပြီးတော့တိဆောက်မှတော့ရပါ
တော့မယ်ဗျာ ကဲဆိုတော့ကျွန်တော်အလဲမှာတော့တက်လန်းလို့လာခဲ့ပြီဗျာလော်ကြီးကလည်း online တွေပါလာပြီ second turn မရှိတော့လေတစ်ခုကနေလာမှာဖြစ်တဲ့ကြောင့် holy shield လေးကတော့သူတို့ drop ဖြစ်ဖို့အတွက်ရခိုင်လုံးများတယ်အလဲမှာတော့ Kaizen သွားပြီးတော့ blood ball လေးပိုင်းနေကြည့်တော့ကြည့်ပေးထားသေးရဲ့ဗျာဆိုတော့တာဝါလေးထပ်ချိုးဖို့အတွက်တော့နောက်တစ် creep wave တွေကိုဆက်လက်ပြီးတော့စောင့်ရမယ်ဒီ creep wave တွေအပြုံမှဒီအောက်မှာရှိနေခဲ့တဲ့ဒီ lock ကိုလည်း first lock ဖြစ်နေတဲ့အလျောက်တစ်ဖက်ကနေပြီးတော့ long range တောက်လျှောက်ပေးတယ်ဆိုနေပေမဲ့ဒီ holy shield တော့မပေးဘဲနဲ့ရသလောက် platin တွေ defend ထားပါသေးရဲ့ ဟုတ်တယ်ဗျာ Platin ဒီချိန်မှာ chance တွေရောရှိနေသေးတယ် Holy Shield တွေကလည်းကျွန်တော်နောက်ထပ်2မိနစ်လောက်ထိတောင်းခံနိုင်သေးတယ်ဆိုတဲ့အချက်ဒီချက်ကြောင့်ကျွန်တော်ကောင်းကောင်း defending လုပ်ဖို့အတွက်ကတော့အစင်တော့ပြေနေသေးတယ်နောက်ပိုင်းကျရင်တော့အဲ့လိုမျိုး Kamala ရဲ့ဒါ Case of Black တွေပြီးမှရင်တော့ Balalik ရဲ့ဒါ Root တွေ combination ကျလာမယ့်အချက်တွေမှာဗတဲ့အတိုးလုပ်တွေကအများကြီးပြောင်းလဲသွားနိုင်တယ်ဗျာ Slayer ဒီချိန်မှာ Golden Time တွေရောင်းနေရဆိုတော့မှန်တယ်သူရဲ့ long range damage တွေအလုပ်တော့ဖြစ်နေတယ်ဒါပေမဲ့ high ground တက်တဲ့အချိန်ကျရင်ရောအဆင်ပြေပါမလားနောက်ပိုင်းသူတို့ရှိမှာ crowd control အကြီးစား area effect တွေနှစ်ကွက်လောက်တော့ Platin ဘက်မှာပါနေတယ် Yuto ကိုယ်တိုင်ကလည်း Trinity ပြီးသွားတဲ့ timing ဆိုရင်တော့မလွယ်လာဘူးလို့တော့ထင်တာပဲဗျရန်တော့မလွယ်ဘူးဗျာနော်ဒီပုံစံတိုင်းဆိုရင်တော့ကျွန်တော်ဒီ high ground မှာ Hanabi ကတက်လာတဲ့ creep တွေကိုစားပြီးတော့ပဲသူကြံနေတဲ့နောက်ကက်လေးတွေကိုပြန်ရှာမှပဲရမယ်လောလောဆယ် holy shield လေးတော့သူတို့ရသလောက် defender ရဲ့ဆိုတဲ့အရာတခုကတော့ရှိရဆိုနေပေမဲ့ creep out တွေကိုကျွန်တော်အကုန်လုံး9ရောက်လုံးပေါင်းပြီးတော့မျှဝေစားတောက်မယ်ဆိုရင်တစ်ဖက်က Hanabi item ရလာမယ်အရာတော်တော်လေးကိုနောက်ကျသွားနိုင်တယ်ဗျတဝေးမှရမယ်ဆိုရင်300ဗျအဲ့လောက်အကုန်လုံးခွဲစားမယ်ဆိုရင်ကျွန်တော်ဒီ item တစ်ချောင်းရဖို့အတွက်ကတော့တော်တော်လေးခက်တယ်မိသွားပြီ flicker root တွေတွဲလုံးကြမှာ substitute ပြန်ပြီးတော့ flat back ပြန်ပြီးတော့ပေးတာ substitute Rocco ရဲ့ damage ရှောင်းရတယ်ဗျနောက်မှကျန်နေခဲ့တဲ့ Ether body block တွေကြားထဲမှာတော့ Rocco killing spree နဲ့ Slayer ဆက်လက်ပြီးတော့ပိုင်ဆိုင်ထားတယ်ဆိုမှ back line ထဲမှာဝင်လာခဲ့တဲ့ Superman ကိုတော့ပြန်လည်ပြီးတော့ Kaizen ကြည့်ရှုစောင်းမပေးနေတဲ့ကြားထဲမှာ Slayer ဆက်လက်ပြီးတော့ Double Kill တော့ပိုင်ဆိုင်ထားပါသေးတယ် Tin 7ကတော့ instant ဆိုလိုမျိုးပြန်ပြီးတော့ Platin အသင်းရင်ဆိုင်လိုက်တယ်ဆိုရင် response ပြန်လိုက်ခဲ့တဲ့ Tin 7ကတော့ဒါသွားပြီးချီကျူးရပါတော့မယ်မတေဝါခဲ့တဲ့တစ်ချက်လေးတစ်ချက်ဗျာနော်အဲ့ဒီချက်ကနေလေအချိန်တစ်ခုထိတော့ကြာသွားတယ်အဲ့အချိန်မှာတစ်ဖက်က Tin 7 တင်းသားတွေပြန်ရောက်လာပြီးတော့သူတို့ရဲ့ဒါဒီကျွန်တော်ရှိနေခဲ့တဲ့ Tin Man ပါဝါတွေပြန်ပြီးတော့ Hero K ပေးလိုက်ရရဲဆိုတဲ့ပုံစံတစ်ခုတော့ဖြစ်လာရဲ့ဗျာဒီနေရာမှာသူတို့ Flicker Root နဲ့သွားပြီးတော့ဖြတ်လိုက်တာအမှားတစ်ခုတော့မဟုတ်ဘူး Fountain တွေကနေပြီးတော့ပြင်ထွက်လို့မရတဲ့ကိစ္စဖြစ်နေတဲ့အခါမှာဒီလိုမျိုးနည်းနည်းကျွံလာတဲ့ Hero K တွေတကောင်စားကိုပြန်စားဖို့အတွက်ကြိုးစားတာဒါမှန်တယ်လို့ပဲပြောရမယ်ဗျာဒါပေမဲ့လည်း Nelly လုံလောက်မှုရှိဖို့အတွက် damage output လေးတွေတော့သွားပြီးတော့ရှိလာလိမ့်မယ် Narrow space မှာတကယ်တမ်းပတဲဆိုင်မယ်ဆိုရင်တော့ Tin 7အရန်တော့မတောက်ဘူးဗျာတစ်ဖက်က Eerie Croc ကိုတွေတားများတယ်ဟုတ်တယ်နည်းနည်းလေး jungle area လေးမှာ invade လုပ်ဖို့အတွက်ကတော့ကြံ့ရွယ်နေရဗျာ battle ပတ်တဲ့အပိုင်းတွေကတော်တော်လေးတော့ရေးတော့ပါလာနေပြီ long objective 5ဖို့အတွက်စက္ကန့်30အလိုမှာနှစ်သိန်းလုံးနေနေသူတို့ရဲ့ plan နဲ့နေ strategy တွေကတော့တော်တော်လေးကိုအရေးပါနေတဲ့ကဏ္ဍတွေကိုတော့ရောက်ရှိနေပြီပေါ့လေ YouTube ကိုယ်တိုင်ကလည်း famous space လေးကိုဖြည်းဖြည်းချင်းရှာလာနေတယ်ဒီကြားထဲမှာ network gap တွေတစ်ဖက်ကနေပြ Slayer နဲ့3000လောက်ပဲကွာဟာရဲဆိုတဲ့အချက်ကလေးကိုတော့တွေ့ရတယ်ဗျာဒါပေမဲ့ Slayer ရဲ့အဲ့လိုမျိုး long range damage တွေကိုခံပေးနိုင်ဖို့မာပေးနိုင်ဖို့ဂုံတက်တီတွေကလည်းလိုအပ်နေသေးတယ်အဲ့တော့ Ether လောဆယ်မှာ radiant တွေပါလာခဲ့ပြီဗျာ Avatar ရဲ့ damage တွေကိုအရှိကနေပြီး sandbag လုပ်ပေးမယ် Avatar ကိုပါလိုက်ပြီးတော့ကြည့်ရှုစောင့်မပေးမယ်ဆိုတဲ့အရာမျိုးကို Ether အနေနဲ့သွားကျင်သလားပေါ့ဒါလေးကတစ်ချက်ပြန်ပြီးတော့စောင့်ကြည့်ရမယ်ဗျာနော်သူ့ရဲ့ဒီ damage take ကနေကောင်းပါပဲ spare တွေအများကြီးရမှာပဲသူ့ရဲ့ channel teammate တွေကဗတဲ့ထက်ဆိုင်လို့ရမှာဥမာကျော်ဒီ damage only ပေးမယ်ဆိုတဲ့ဒါ core player ဖြစ်တဲ့ဒါ PC တို့ပြီးရင်နောက်ထပ် Super Max တို့နောက်ထပ်ကျော်ဒီနောက်ထပ် Slayer တို့ပေါ့နော်ဒီ player တွေကတစ်ဖက်က spare မရှိဘူးဆိုတော့ကောင်းကောင်းပြန်ပြီးတော့ live လုပ်လို့ရတယ်ဗျာ Castle ရဲ့ root တွေပြီးရင်ဒီ cause of blood တွေချိန်ခံရသည့်တိုင်အောင်နောက်ကနေပြီးတော့ဒီ Avatar ရဲ့ master ကမရှိဘူးဆိုရင်ဗတဲ့မှာအများကြီးပြောင်းလဲမှုကိုတော့ Tin 7 တွေလုပ်လို့ရတယ်ဒါပေမဲ့ Hanabi item ထွက်လာတဲ့အချိန်ကြီးကြရင်တော့သူတို့ရဲ့ aim ဆိုးနဲ့လာမိုက်ညဆိုတဲ့ attacking တခုတော့သူတို့ဆက်လက်ပြီးတော့တက်ကမှာဗျာ Lobet တွေကတော့တေးကြတယ် Platin ရဲ့ win ယူမှာမဟုတ်ဘူးသူတို့နည်းနည်းလေးကျွံလာတာနဲ့ Hanabi က backup ပြောက်ပြီးတော့ Hero K ပေးရမှာဟုတ်တယ်ဗျအဲ့တော့ Tin 7အနေနဲ့ကလည်းဒီ law objective ကိုတော့ field law objective အနေနဲ့ဆက်လက်ပြီးတော့ပိုင်းဆိုင်အောင်မယ်ဒါပေမဲ့ high ground တက်ကားတဲ့အချိန်ကျရင်တော့အခက်ခဲလေးတွေတော့တော်တော်လေးရှိမှာအရှိမရှိနေခဲ့တဲ့ front liner တွေကြော်လွန်ဖို့အတွက်လိုအပ်နေသလို Rocco ရဲ့ထိုးချက်တွေကိုလည်းကျွန်တော် short တွက်ထားလို့ကလည်းမရပြန်ဘူးဒီအရာတွေခြားထဲမှာ Yuto ရဲ့ high ground defending တခုကတော့တော်တော်လေးအားသာချက်တော့ရှိတယ်ဗျ Hero nature ရတော့ဒါပေမဲ့ Slayer ရဲ့ long range damage တွေအလုပ်ဖြစ်နိုင်မှုတွေ PC ရဲ့ဒါတန်တန်ပွဲပြီးသွားရင်လည်း Sansu Duty ရဲ့ကျွန်တော်တို့ဒါ the slam the pass the grab တွေကိုတော့ကျွန်တော်မေးထားလို့တော့မရဘူး Hero K fighter Noah gap ဒီအချိန်မှာတော့ 11.5k နဲ့ Tin 7ဦးဆောင်မှုတွေကတော့ရှိနေရဆိုပေမဲ့ Platin အသင်းမှာလည်းသူတို့ defend နိုင်မှုအားတော့ကြံနေပါသေးတယ်အဲ့တော့ high ground defensive ကိုပဲရွေးချယ်ထားရဲဆိုတဲ့ဒီ Platin အနေနဲ့ကတော့သူတို့ရွေးချယ်ထားတဲ့အရာတစ်ခုကတကယ်ပဲအဆင်ပြေသွားမလားဆိုတော့စောင့်တော့ကြည့်ရမယ်ဗျလောလောဆယ်မှာလည်းဒါ PC ရဲ့ Thunder Wet တွေပါတွေကဒါ frontline hero တွေကိုပေးတယ်ပြီးသွားကျော်ဒီကျွန်းလာဆိုတဲ့ဒီ Bakudo channel ကိုသူတခါတည်းတန်းဖြတ်တယ်ဒီလိုပုံစံတွေတွေ့ရရဲဆိုနေပေမဲ့ဒီချိန်မှာ Hanabi နာကပ်ဖို့အတွက် level မလားဆိုတဲ့အရာလေးတစ်ခုနဲ့ပဲအာသာပြေးတော့ကတ်သွားခဲ့ပြီဗျအာသာတစ်ဖက်ကနေပြ YouTube ပြည့်နေတဲ့ damage တွေကြားမှာ30 watt တော်လေးတော့ကိုင်းနေပြီ double slide တွေပေးပြီးတော့ဒီ resurrection ပြန်ပြီးတော့ပေးထားရဲဆိုတဲ့ကြားထဲမှာ Ether အနေနဲ့ကတော့ healing factor လေးတစ်ခုကတော့ရှိသွားခဲ့တယ်
တယ်ဒါပေမဲ့ပလာတင်တင်းကောင်တာတက်ကနေတစ်ခုတော့ဖန်တီးဖို့စ조사နဲ့မောင်တီရှော့ကလည်းကြားတယ်မခိုင်ဆန်ဘရူတွေကြားတယ်မကတ်ဆိုပြန်ပြီးတော့ control လေးပေးထားရဆိုရင်မဲ့လို့ကိုင်ဆန်တော့ hero ကပေးထားပါသေးတယ်ဗျာ ကောင်တာတက်လေးလှုပ်ချင်တာဗျာရတော့မရလိုက်ဘူးဗျာသူတို့ဘက်ကနေပြီးတော့ဒါဒီ ESP လိန်နာတကောင်ပြန်ပြီးတော့ဒီပေးလိုက်ရတယ်ဆိုတဲ့အခြေအနေတစ်ခုတော့ဖြစ်လာရဗျာဆိုင်လင်းတွေမှာတက်လာပြီး Cree Wave တွေအောက်မှာရှိနေခဲ့တဲ့ဒါဒီ Avatar နဲ့ Dolly တို့ခိုင်းသွားသလို Sansuju တွေတောင်းနေပြီးပြက်ခံနေရတယ်ဗျာကိုပြခါလိုက်ပြီးပါသွားပြီဗျာ Sansuju ဒီ flick ကတုံးပြီးတော့ပြန်လဲ forward သွားရဆိုမဲ့နောက်က like ဖြစ်တဲ့ damage တွေကြားထဲမှာလွတ်မြောက်ခွင့်ပိုင်ဆိုင်နာတော့ Master ရေခဲချောင်းပြပေးနေတဲ့နောက်မှာတော့အာသာ Hero ကပြန်လဲပြီးတော့ down သွားခဲ့တယ်ဗျာ ကမ္ဘာမှာလည်း Yuto သူ့အနေနဲ့အဲ့လိုမျိုးအလွတ်လွတ်ဒီပြစ်ခွဲခွင့်ရနေရလို့စိတ်ထဲမှာထင်နေခဲ့တာဗျာဒါပေမဲ့လည်းပဲ long line damage တွေဝင်လာခဲ့တဲ့ Slayer ရဲ့ Death Sonata PC ရဲ့တန်တာဝက်တွေကြားထဲမှာ instant ဆိုသလိုပြတ်သွားနေတူပဲဒီအချိန်မှာတော့ 4v3 တကယ်ကြီးပဲကျွန်တော်ခေါင်းထုံးမလားတစ်ဖက်မှာတော့ Super Mac အချိန်လေးတော့ကြည့်နေသေးတယ် Platin ဘက်မှာတော့ Avatar နဲ့ Roku ရဲ့ damage အားတော့ကျန်နေပါသေးတယ်ဗျာ Platin နော်တကယ်ဟိုကျော် high ground defensive တခုမှာဒီ Hanabi နဲ့အကောင်းဆုံး defend နေရပဲဗျာနော်တစ်ဖက်မှာလည်းဒီ God ဒီပါပါတာလည်းပါတယ်ဗျာအရင်အလွန်ကျွံတက်သွားလို့မရဘူးတက်သွားမယ်ဆိုရင် Master ဒီပါနဲ့ခုနလိုမျိုးအထိုးခံရနိုင်တယ်ဗျာနော်ဒီအချိန်တွေကဒီ front line အာသာတို့ပေါ်တော့မခံနိုင်မရှိသေးဘူးလောလောဆယ်မှာလည်းဒီ Radiant Armor တွေပါတယ်ကိုစီကတော့ပါတယ်ဆိုနေပေမဲ့ဒီ Hanabi ပြစ်တဲ့ damage output တခုကလည်းသူကလည်းသူအချိန်တခုကတော့ပြန်ပြီးတော့ရောက်ရှိလို့လာခဲ့ပြီဒီ Mohan နဲ့ပြစ်တာဗျာဘယ်လောက်ပဲ armor များကျော်သွေးတွေဘယ်လောက်ပဲများပေါ့နော်ဒီຢာတွေကိုဖောက်ပြီးတော့ဒါ break လုပ်ပြီးတော့ပြစ်မှာဖြစ်တဲ့အတွက်ကြောင့်ပဲဒီတဆင့်ခံဖြစ်တဲ့ဆိုတော့ဒီ damage output ရှိကြားထဲမှာလည်း Babylon hero တွေဒီထားဖို့လိုတယ်ဒါပေမဲ့ခုနလိုမျိုးတော့မှားလို့မဖြစ်ဘူးနော်တယောက်တည်းအဲ့လိုမျိုးမတည့်ရပြစ်နေတဲ့အချိန်တွေကမှကာပါမရှိဘဲနဲ့ long range တစ်ခုအနေနဲ့ဝင်လာတဲ့ဒီ Death Zone Resody တွေဒါတွေကိုခံစားနိုင်ရင်ရှိနေမှအဆင်ပြေလိမ့်မယ်ဗျာနင်ကြောင်နာကျင်အောင်လုပ်ဖို့တက်ပလာတွေစူးစမ်းနေတစ်ဖက်မှာလည်းကျွန်းနေခဲ့တဲ့ကန်ဆိုတော့ follower damage ပုတ် damage တွေချားထဲမှာတော့လိုက်လံဖြတ်ဖို့တော့ကတော့စူးစမ်းနေ grab here we go နောက်ကနေ mountain shot ကနေ PC killing spree တော့ဆက်လက်ပြီးတော့ပဲရထားပါသေးတယ်နောက်ထပ် low objective ပေါ်ကန်ဒီတိုင်မှာကန်ဆိုပေးလိုက်ရတယ်ဆိုတဲ့အခိုက်အတန့်ဟာပလာတင်အသင်းအတွက်ကတော့အရင်တော့ဒါမျက်နှာပန်းတော့မလှဘူးဒါပေမဲ့လည်းပဲ Yuto ရှိနေခဲ့တဲ့ high ground လေးတစ်ခုမှာတော့သူတို့အနေနဲ့ဒီ low objective ကို skip ပြီးတော့ပဲခုနလိုမျိုး defend တစ်ခုကိုတော့ပုံဖော်ထားနိုင်ပါသေးတယ်အဲ့တော့ကျွန်တော်ဒီ law objective ကတော့ဆက်လက်ပြီးတော့သွားယူဖို့တော့မလွယ်ဘူးဗျခုနနည်းနည်းလေးကောင်းတော့တိုးကြည့်လိုက်တယ်ဗောနော်ကောင်းတိုးတဲ့ hero ကပြန်ပြီးတော့ hero kit ပေးလိုက်ရတာဆိုတော့ platin ကတေးကြတယ်သူတို့ဒီ tower နာကပ်ပြီးတော့ပဲဒါဒီ time ပြစ်နေမှာ spare ပေးနေမှာဒီလိုပုံစံနဲ့မှကျွန်တော်တို့ရဲ့ဒီ pipeline တွေကိုခြားတော့ဒီ PC တို့ပြီးသွားရင်နောက်ထပ် glue တို့ပါတော့ဝင်လာလို့မရမှာဗျနော် glue ဆိုရဲ့အခြေအနေကလည်းကျွန်တော်ဒီအချိန်မှာ high ground တက်မယ်ဆိုရင်တစ်ဖက်က position ယူထားတဲ့ဒီ fountain ထဲမှာဂုတ်ခွမယ်အဲဂုတ်ခွလိုက်တဲ့အချိန်မှာသူ slam patch ပြန်မဆွဲနိုင်ခင်မှာ flicker သုံးပြီးတော့ base ထဲခေါ်ရမယ်ဆိုရင် Sansu ကရှော့မှာအဲ့တော့သူက immortality ကိုထည့်ထားရဆိုနေပေမဲ့ဒါနောက်ထပ်ထွက်လာမယ့်အရာတွေအကုန်လုံးကိုလည်းသူနဲ့ခါးသီးခံဖို့အတွက်ကလည်းမလွယ်ပြန်ဘူးအာသားလည်းယူရင်းနဲ့ဖြစ်နေဆိုတော့ AOE crowd ကိုတော့မပါတဲ့အချက်တစ်ချက်က T7 high ground တက်ကြတဲ့ဆိုတဲ့အရာမှာနည်းနည်းခက်ခဲနေရဗျဒီຢာတွေဘယ်လိုမျိုးဖြည့်ရှင်းသွားမလဲပေါ့နော် low objective စတင်ပြီးတော့တက်လာရဲဆိုတဲ့အနေထားတစ်ခုမှာတော့ Samsung ထုံးစံတိုင်းမှာ slam pack ဘာဖတ်မှာတော့ကျွန်တော် Ether အနေနဲ့နေရာယူထားတဲ့ slam pack နဲ့ခေါ်လာခဲ့တယ်ဆိုတော့ကျွန်တော်ကိုင်ဆန်ဝိုင်းဝန်းပြီးတော့ပဲအမဲပြတ်ဖို့အတွက်စူးစမ်းနေရပြ Slayer ဆက်လက်ပြီးတော့အဆုံးသတ်ထားတဲ့အတူပဲကြံရှိနေခဲ့တဲ့ play ဒီ Platin အသင်းသားတွေကိုတော့ 10-7 ဆက်လက်ပြီးတော့ damage တွေတည်ပိုးပေးဖို့အတွက်စူးစမ်းပါအောင်မယ် slam pass mountain shot က combination တော်တော်လေးတော့အဆင်တော့ပြေနေသေးတယ်ဗျ Castle fallback နေရတဲ့အတူပဲတစ်ဖက်ကနေလည်းကျွန်တော် Yuto အနေနဲ့အကောင်းဆုံး defend တစ်ခုတော့ပုံဖော်ထားပါသေးတယ်Hanabi ရဲ့ goal ရဲ့မတည်ဘူးဆိုရင်တော့ဒီပွဲတက်ဖို့အတွက်တော်တော်လေးခက်တယ်ဗျာနော်ကျွန်တော်တို့မှလည်းဒါ AOE crowd ကိုတော့မပေါကြော်ပြောသူပဲ Alice တို့ပါလို့ဆိုရင်တော့မှ throne room နဲ့ဝင်သွားပြီးတော့ဒါနောက်ကနေ backup follower damage တွေလာလို့ရတယ်ဒါပေမဲ့ဒီချိန်မှာ roof flick ကတွဲလုံးလေးဗျာပြန်ပြီးတော့ two man control ရဲ့ခြားထဲမှာ master gas နဲ့ Sansu မပေါရတဲ့ခြားထဲမှာ Slayer Roko ပြန်လည်းပြီးတော့ပဲအဆုံးသတ်ထားသေးတယ်ဗျာကြံရှိနေခဲ့တဲ့3ယောက်ပြန်ပြီး defend ဖို့အတွက်စူးစမ်းနေရဆိုရင် Castle Slayer လက်ထဲမှာဆက်လက်ပါဝိုင်းနေပဲ Rusty Death Sonata ရဲ့ခြားထဲမှာ triple Slayer ဆက်လက်သိမ်းပိုင်နေ number 10-7နောက်ဆုံး moment မှာတော့ game number 3အနိုင်ယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ကဲဟိုကျွန်